င်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းနာဘာသာအစီအစဉ်ကနေကြိုဆိုပါရရှင်ဧပြီလ1ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအန်ခမန်ဂျေလာကနေပြီးတော့တင်ဆက်ပေးပါမယ်အရှိပိုင်းတိုင်းပညာရေးယုံမှဦးဆောင်လျက်ဒေတာအတွင်လူမှုရေးကူညီရေးအဖွဲ့များနဲ့မတ်လ28ရက်နေ့ကမိတ်တရားမြို့တွင်ပညာရေးလုပ်ငန်းဆိုင်ရာဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ပညာရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး NGO အဖွဲ့အစည်းများနဲ့လက်တွဲပြီးဒေတာအတွင်လှုပ်ဆောင်တွားရမည့်လုပ်ငန်းများနဲ့ပညာရေးလုပ်ငန်းများကိုပို၍အောင်မြင်လာစေရန်ရည်ရွယ်လျက်ပြုလုပ်ကြောင်းပညာရေးမှူးနုံလက်ကပြောပါတယ်။အစည်းအဝေးတွင်2026-29အတွင်လှုပ်ဆောင်တွားမည့်ပညာရေးရုံးရဲ့လုပ်ငန်းစီများကလေးများ၏ပညာသင်ကြားရေးပိုင်းများအတွက်လည်းဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်းလည်းသိရပါတယ်။ယခုပြုလုပ်တဲ့အစည်းအဝေးတွင်အရှိပိုင်းတိုင်းပညာရေးရုံးမှတာဝန်ရှိသူများပညာရေးမှူးများလူမှုကူညီရေးအဖွဲ့များမှတာဝန်ရှိသူများအားလုံး30ရောက်တက်ရောက်ခဲ့ကြကြောင်းလည်းသိရပါတယ်ရှင်။73စီစဉ်နှုံမြင့်တက်လာတာကြောင့်မြစ်ကြီးနားပူတာအိုခီတွားကားခလည်းတနေ့ထက်တနေ့ပုံမှန်မြင့်တက်လာနေကြောင်းခီးတွေများထပ်မသိရပါတယ်။ယခုအချိန်မြစ်ကြီးနားတွင်73စီတလီတာကို18000ကျပ်ရှိနေတာကြောင့်ခီးတွေကားခများလည်းမြင့်တက်သွားကြောင်းသိရပါတယ်။လွန်ခဲ့သောအချိန်ကမြစ်ကြီးနားပူတာအိုကားခခီးတွေတယောက်ကို3သိန်းကျပ်ဖြစ်ပြီးယခုအချိန်တယောက်ကို9သိန်းနဲ့တွာလာနေရကြောင်းလည်းသိရပါတယ်ရှင်။ယခုလို73စီများအလွန်အကျွံမြင့်တက်လာခြင်းကြောင့်မြစ်ကြီးနားပူတာအိုပြီးဆွေးနေသောကာတမအချို့လည်းအလုတ်ကိုရနာထားရကြောင်းလည်းသိရပါတယ်။မြစ်ကြီးနားလေဆိပ်ပိတ်ထားတာကြောင့်ခီးတွားများလည်းကားနစ်တာတွာလာနေရတာဖြစ်ပြီးကုန်ပစ္စည်းများကိုလည်းကားဖြစ်တာတည်ယူနေရတာကြောင့်73စီစဉ်နှုံမြင့်တက်နေခြင်းကြောင့်ပြည်သူများတွာလာရတဲ့ခက်ခဲများနဲ့ကြုံတွေ့နေရကြောင်းလည်းသိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။